စိတ်ဝင်စားစရာအထူးဆန်းဇလန်းကောင်းအတူလေးတွေအမဲတင်ဆက်သွားမှာမလို့ကြည့်ချင်ရင် like and follow လုပ်ပေးခဲ့ကြပါနော်အောက်က comment ထဲမှာနေမျိုးအောင်လို့ဖင်ရနီးမမှန်ကြနဲ့နော်တော်သားတွေစားတာနော်ကဲခုပြောပြမှာကတော့ landmark ပစ်ခတ်ခဲ့သောကြည်စံတလုံးဒီသူမ၏1 byte ဖတ်ကိုတိုက်ရိုက်ထိမှန်ခဲ့သည်အရေးပြားကိုထိုးဖောက်သွားခဲ့ပေမဲ့ခန္ဓာကိုယ်ရှိအစီလွာများအတွင်းဝင်ရောက်သွားသည့်အခါမှာတော့အရှိန်လျော့နေလာခဲ့သည်အစီလွာတလွာချင်းစီကကြည်စံ၏စွမ်းအင်ကိုခေါင်းအောင်တစ်လုံးလိုစုပ်ယူလျက်ထိခိုက်အားကိုလျော့နေစေခဲ့သည်ထို့ကြောင့်အတွင်းပိုင်းရှိအသားအရည်များထိရောက်ရှိချိန်တွင်ကြည်စံ၏အင်အားအများစုလျော့နေသွားခဲ့သည်အင်္ဂါအစိတ်ပိုင်းများကိုမထိခိုက်မီပင်ရပ်တန့်သွားခဲ့သည်ဒီအကြောင်းကြောင့်ပင်သူမ၏အသက်ကိုကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်သူမကကားပြတင်းပေါက်ကိုချလိုက်ပြီးလေပြင်းကြောင့်သူမ၏ရှည်လျားသောစပင်းများကိုစတီယာရင်ဘီးဘတ်သို့လုတ်ခတ်ပစ်ခဲ့သည်စပင်းကျိုးများသည်စတီယာရင်ဘီးတိုင်များပေါ်တွင်တင်းကျပ်စွာပတ်လည်ချီနှောင်သွားခဲ့သည်သူမကစပင်းကိုလွတ်အောင်ဆွဲဖြုတ်ပြန်ကြိုးစားခဲ့တော်လဲခေါင်းကိုဆွဲရွှေ့သလိုစပင်းကျိုးများကြောင့်စတီယာရင်ဘီးလည်းလဲသွားခဲ့သည်ထို့ကြောင့်ကားသည်အခြားလမ်းကြောင်းဘက်သို့လွဲချော်ကာမျက်နှာချင်းဆိုင်လာနေသောရင်လမ်းကြောင်းထဲသို့ဝင်သွားခဲ့သည်နောက်ဆုံးတွင်ကားနှစ်စီးသည်မျက်နှာချင်းဆိုင်ပြင်းထန်စွာတိုက်မိခဲ့သည်သူမကိုအမြန်ဆုံးဆေးရုံသို့ပို့ဆောင်ခဲ့တော်လဲနောက်ဆုံးတွင်အသက်မကယ်နိုင်တော့ဘဲတေဆုံးသွားခဲ့သည်